ချိန်ထိ item မဆက်တက်လို့ Top Global ကစားသမားတွေရဲ့ item page ကြီးကို copy ကူးပြီးတော့ပွဲတိုင်းဆော့နေတော့မယ်လား။ Mobile နည်းချက်မှာ item ဆိုတာပွဲချိန်တွေပေါ်မူတည်ပြီးတော့အမြဲတမ်းပြောင်းလဲဆက်တက်ဖို့လိုပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကို10မိနစ်လောက်အချိန်ပေးပြီးတော့ကြည့်လိုက်။ပွဲချိန်တွေကိုလိုက်ပြီးတော့ item ဘယ်လိုဆက်ရမလဲဆိုတာကိုတစ်ခါတည်းနားလည်သွားစေရပါမယ်။ပထမအချိန်ကြီးကတော့ကို့အတင်ရကေးတွေလည်းရဂိုးတွေလည်းတာနေပြီဆိုပါစို့အဲ့ဒီအချိန်မှာ defense item တွေထက် penetration item တွေဖြစ်တဲ့ male fit raw ဒါမှမဟုတ် divine glaze တို့ကိုစောစောစီးစီးထည့်ပေးလိုက်ပါဒါဆိုရင်တော့ရန်သူတွေ defense item မထွက်ခင်ကို့ damage တွေကအသားရဲဆိုင်ပြီးတော့ပွဲကိုမြင်မြန်ဖြတ်လို့ရသွားပါလိမ့်မယ်ဒုတိယအချိန်ကြီးကတော့ကိုရီဘက်ကတော်တော်နှိမ့်နေပြီဆိုရင် damage ထွက်ဖို့ထက်အသက်ရှင်ဖို့ကပိုပြီးအရေးကြီးသွားပါပဲကိုက massman ဒါမှမဟုတ် မေ့ဆိုရင်ကို့အသင်းကို carry ပေးရပါမို့လို့ခဏခဏမလျှော့ဖို့အတွက် rose ကို wind of nature နဲ့ winter crown လိုမျိုး defense item တစ်ခုခုကိုကြားဖြတ်ထည့်ကိုထည့်ရပါမယ်ဒါမှပဲ minion ရှင်းမိရလာတဲ့ goal တွေနဲ့ပြန်ထောင်လာရင် enemy ကိုပြန်ချလို့ရပါပြီမိုဘိုင်းလေးချက်ပပန်ဆိုတာတိုင်ချိုးတဲ့ game ကို base မကြိုးမချင်းပွဲမပြီးပါဘူးနောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ enemy ဘက်မှာ Esmeralda ယူစုံတို့လိုသွေးတက်ကြမ်းတဲ့ကောင်တွေပါနေကိုကဘာလို့ပဲဖြစ်ဖြစ် enemy သွေးတက်တာကို short ပေးမဲ့ item ဖြစ်တဲ့ Sea Helper Dominance Eye glowing one တခုခုကိုမဖြစ်မနေစောစောထည့်ဆက်ပေးရပါမယ်။ item ဆိုတာအလွတ်ကျရတဲ့အရာမဟုတ်ဘဲနဲ့အုံနောက်သုံးပြီးကစားရတဲ့အရာပါ။ဒီလောက်နားလဲရင်ကို game ဆော့တဲ့အခါမှာအရင်ကနဲ့မတူတဲ့ကွာခြားမှုကိုတိတိတတ်တာခံစားရမှာပါ။ကြော့ဒီဗီဒီယိုလေးကိုကိုနဲ့တွဲဆော့နေကြ item မဆက်တက်တဲ့တငယ်ချင်းတွေစီကို share ပေးလိုက်ကြပါအောင်နော်။